ဘဲဘက်ခေါင်းကညာဘက်လေဘင်းကိုကိုက်လိုက်တယ်ကြွက်တကောင်တဲ့အတွက်နဲ့ပေါ့ခေါင်းနှလုံးကကိုယ်တည်းတစ်ခုတည်းဖြစ်ပြီးအစာအိမ်တစ်ခုတည်းကိုမျှတောင်ထားတာပါဒါပေမဲ့သူတို့ကတစ်ဖက်လူကိုအစာလူတဲ့ရန်သူတို့ထင်နေကြတယ်အစိတ်ဆွဲတွေကအကျေးကွန်တဲ့စိုက်ဝင်သွားပြီးအစိတ်တွေကကိုယ်အသွေးကြောတဲ့ကိုပဲစီးဝင်သွားတယ်ဘဲဘက်ခေါင်းကပြင်းထန်တဲ့နာကျင်မှုကိုခံစားရပြီးညာဘက်ခေါင်းကလည်းထုံကျင်မှုကိုခံစားရတယ်သူတို့ပိုရုန်းကန်လေးပိုပြီးတင်းကျပ်လာလေပဲနောက်ဆုံးကြောရိုးစစ်တွေကျိုးသွားတဲ့အထိပါပဲကြွက်ကတော့ပြေးသွားပြီငွေကတော့တေသွားပြီကိုဘာသာကိုပြန်တိုက်ခတ်ရန်တေဆုံးသွားတာပါဒါကစိတ်ပညာအရာခေါင်းနှလုံးငွေရဲ့အချက်အသက်ဆိုလို့ခေါ်တယ်အစင်းမြင့်ဆုံးစိတ်ပိုင်းဆိုင်ရာပင်ပန်းလွှမ်းနယ်မှုဆိုတာကိုဘာသာကိုပြန်တိုက်ခတ်နေတာပါပဲအလုပ်ထွက်ခြင်းပေမဲ့ပတ်စာမရှိမှကြောက်တယ်အေးအေးဆေးဆေးနေခြင်းပြန်တော့လေအများနောက်မှာကြံကြမှာစိုးရင်တယ်အတိတရားကဘဲဘက်ကိုသွားဖို့ပြောတယ်စိတ်အလိုကညာဘက်ကိုသွားခြင်းနေတယ်မင်းဟာနေ့တိုင်းကိုယ်အုံနှုတ်ထဲမှာစစ်ပွဲတွေဆင်နွှဲနေပြီးဘာမှလက်တွေ့မလုပ်ရသေးခင်မှာသွေးအံကိုတက်ပင်ပန်းနေပြီခေါင်းတစ်လုံးကိုဖျက်ချလိုက်ပါဘဝမှာအစိုးလုံးကမှားယွင်းတဲ့ရွေးချယ်မှုပြုတာမဟုတ်ပဲနေရာမှာရက်နေပြီးကိုနှစ်ချမ်းခွဲအောင်ဆွဲဖြင်းနေတာပါပဲ